အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ Knowledge and Family YouTube Channel ကနေပြီးတော့တက်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာလေးကတော့ Logistics and Supply Chain Management Part 2အနေနဲ့ပြောပြပေးသွားပါမယ်ပြီးခဲ့တဲ့ video မှာကျွန်တော်တို့ Logistics ဆိုတဲ့စကားကိုဘယ်ကလာတယ်ဘယ်သူတွေစသုံးခဲ့တယ်ဆိုပြောပြပေးခဲ့ပါတယ်ဒီနေ့ဒီ video လေးမှာတော့ Supply Chain Management ဆိုတဲ့အကြောင်းအရာကိုပြောပြပေးသွားပါမယ်Supply chain management ဆိုတာဘာလဲဘယ်ကစခဲ့လဲဘယ်သူတွေသုံးခဲ့လဲ Supply chain management ဆိုတာက1982ခုနှစ်မှာ Kit Oliver ဆိုတဲ့သူတယောက်ကနေပြီးတော့ Bruce Heller Hamilton Consulting Firm မှာပထမဆုံးစတင်သုံးခဲ့တယ်လို့တွေ့ရပါတယ်အဓိကဒီ Supply chain management ရဲ့အဓိပ္ပာယ်ဘာလဲဆိုတော့ကုန်ကျန်းကနေစပြီးကုန်ပစ္စည်းအသုံးပြုသူထံကိုရောက်ရှိရန်ခြေလှမ်းတွေကိုစီမံခန့်ခွဲခြင်းလို့ခေါ်ပါတယ်1990ခုနှစ်နောက်ပိုင်းမှာတော့ Global Supply Chain နဲ့အသုံးပြုလာတာဒီနေ့ဒီချက်ဒီပါပဲ SCM မှာ Procurement Production Distribution Logistics တို့လိုတစ်ခုချင်းမဟုတ်ဘဲနဲ့သူက System Wide နည်းလမ်းနဲ့စီမံခန့်ခွဲအသုံးပြုလာတာပါအဲ့တော့ supply chain management လို့ပြောလို့ရှိရင်ကျွန်တော်တို့မြင်သာထင်တာဥပမာလေးတစ်ခုနဲ့တက်ဆက်ပေးချင်ပါတယ်ကျွန်တော်တို့နေတိုင်းဝင်နေတဲ့ဝက်စားတွေနဲ့စပြီးတော့နမူနာလေးပြပြသွားချင်ပါတယ်ကျွန်တော်ဒီအဝတ်ထည်တစ်ခုဆိုဖြစ်လာဖို့ရည်အတွက်ဘယ်ကနေစလို့လဲဆိုတော့ဝါကွန်းဆိုတာစလို့အပ်ပါတယ်အဲ့လိုဝါကွန်းရပြီလို့ရှင်လဲအဝတ်ထည်စတမ်းမရပါဘူးကြားထဲမှာချီမင်းဆိုတဲ့ကွန်ပျူတာတစ်ခုလိုနေပါသေးတယ်အဲ့တော့ဝါကွန်းရပြီချီမင်းရပြီပြီးရင်အဝတ်ထည်ဆိုတော့ရနေပါပြီဟုတ်ပါတယ်အဝတ်ထည်ထိလည်းရနေပြီကျွန်တော်တို့ဓာတ်တွေကိုဘယ်လိုထပ်ပြီးတော့ distribution လုပ်မလဲပြီးရင်ဘယ်လိုအောင်းတဲ့လူစီပို့မလဲအဓိကကလက်ကားဆိုင်တွေကနေပြီးတော့လက်ထိဆိုင်တွေထိဘယ်လိုရအောင်ပို့ကြမလဲဆိုတော့ဒီဝတ်ထည်လုပ်ငန်းစဉ်တစ်ခုလုံးကို supply chain management လို့ခေါ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ပြောချင်တာကဒီအဝတ်ထည်တစ်ခုဖြစ်လာဖို့ရည်အတွက်ဝါကွန်းဒီချင်းမြင်ဆိုတဲ့အဆင့်ထိရအောင်သူဒီ supplier နဲ့နေပြီးတော့ချင်းမြင်ဒီ customer ဆိုပြီးတော့ဒါကနေပြီး customer နေရာကနေပြီးတော့တာဝန်ယူပါတယ်ထုံနည်း၎င်းချင်းမြင်ဒီလည်းဝတ်ထည်ရဖို့အတွက် supplier ဖြစ်သွားပြီးဝတ်ထည်ဒီ customer ဆိုပြီးတော့အဆင့်ဆင့်သူလှုပ်ဆောင်သွားကြပါတယ်နောက်ဆုံးမှာတော့ဒီလက်ကားဆိုင်တွေထိရောက်ဖို့အတွက် customer supplier တွေတူကိုတူပံ့ပိုးနေကြပါတယ် supplier ဆိုတာကတော့ကုန်ကျန်းပေးသွင်းသူ customer ကတော့ပစ္စည်းအလိုရှိတဲ့သူလို့အကြမ်းမှတ်ထားလို့ရပါတယ်ကျွန်တော်တို့ဒီအဝတ်ထဲဆိုတဲ့ကုန်စည်ကိုမဖြစ်လာခင်နဲ့ဖြစ်လာပြီးနောက်ပိုင်းမြင်ကြည့်လို့ရပါတယ်မဖြစ်လာခင်အပိုင်းကို upstream လို့ခေါ်ပြီးဖြစ်လာပြီးတဲ့နောက်ပိုင်းကို downstream လို့ခေါ်ပါတယ်ဒါတွေကကျွန်တော်ခုနကပြောသွားသလိုပဲ supplier နဲ့ customer တို့ကိုတူပံ့ပိုးနေတဲ့အကြောင်းကို slide လေးပြသွားတော့ပါဝါကုန်းကနေပြီးနောက်ဆုံး end user အထိအဝတ်ထည်တစ်ခုရဲ့စီစဉ်မှုပိုင်းပထမဆုံးပိုင်းကို initial state လို့ခေါ်ပြီးနောက်ဆုံး end user အထိရောက်တဲ့ချိန်ကို end state လို့ခေါ်ပါတယ်အဲ့တော့ supply chain management ကဘာတွေပါမလဲဆိုခုကျွန်တော်ဒီမှာပြထားတဲ့အပိုင်းတွေအများကြီးပါပါတယ်ဒီပြင်လဲထပ်ပြီးအများကြီးရှိနိုင်ပါသေးတယ်purchasing နဲ့ရှိတယ် procurement နဲ့ရှိတယ်ဒီ purchasing နဲ့ procurement လို့ပြောလို့ရှိရင် purchasing ဆိုတာဘာကိုခေါ်လဲ procurement ဆိုတာဘာကိုခေါ်လဲဆိုတဲ့အပိုင်းကိုနောက် slide တွေမှာလည်းအသေးစိတ်ရှင်းပြပေးသွားအောင်ပါထိုနည်း၎င်း transportation မှာလည်းအများကြီးတော့မျိုးသော transportation ပိုင်းတွေရှိပါတယ်ဒါတွေကိုလည်းကျွန်တော်နောက် slide တွေမှာရှင်းပြပေးသွားပါမယ်အဲ့တော့ logistics and supply chain management ဘာတွေဖြစ်မလဲ logistics ဆိုတာကတော့ပစ္စည်းများကိုတည်ပို့ဆောင်ခြင်းတိုးလောင်ခြင်းနဲ့စီမံခန့်ခွဲခြင်းဆိုပြီးတော့
summarize အနှစ်ချုပ်ကလေးမှတ်ထားလို့ရပါတယ် supply chain ကတော့အခြေခံကုန်ကျန်းကနေပြီးသုံးစွဲသူလက်ထဲလုပ်ငန်းစဉ်အပေါင်းကိုခေါ်ပါတယ်ဒါလေးတွေကိုအကြမ်းမြင်မှတ်ထားလို့ရပါတယ်အဲ့တော့ကျွန်တော်တို့ logistics ကဘာပေါ်မှာဘယ်လောက်များများရှိလဲကြည့်လိုက်အောင်ဒီမှာပြထားသလိုပဲဒီ supply chain တွေပေါ်မှာမူတည်ပြီး logistics ကမျိုးမျိုးခေါ်သုံးမှုတွေအများကြီးရှိပါတယ်ဒါပေမဲ့ဒီလိုအများကြီးထဲမှာကျွန်တော်တို့အနှစ်ချုပ်နေတယ်မှတ်သားမယ်မှတ်ယူထားမယ်ဆိုနှစ်မျိုးပဲရှိပါတယ် business logistics နဲ့ humanitarian logistics ဆိုပြီးတော့နှစ်မျိုးပဲရှိပါတယ် business logistics ကပါတယ်လေဈေးကွက်ရ customer တွေကိုပစ္စည်းထောက်ပံ့တာ humanitarian logistics ကလူသားတွေအတွက်ရေးပေါ်စစ်ပစ္စည်းတွေထောက်ပံ့တာကိုခေါ်ပါတယ်ဒီလိုလေးအကြမ်းမြင်မှတ်ထားလို့ရပါတယ်နောက် slide တွေမှာလည်း business logistics ကပါလဲ humanitarian logistics ကပါလဲဆိုတာမျိုးတွေအသေးသေးရှင်းပြပေးသွားမှာပါအဲ့တော့ထုံးစံတိုင်းပဲဒီနေ့အတွက်ကျွန်တော်တို့ KNB YouTube channel ကနေပြီးတော့ sharing လုပ်ပေးချင်တာကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုတွေမှာလည်းကျွန်တော်ဒီ supply chain နဲ့ logistics နဲ့ပတ်သက်လို့ဗီဒီယိုတွေအများကြီးထပ်မယ်ရှင်းလင်းပြသွားအောင်ပါအဲ့တော့ကျွန်တော် channel လေးကို like and subscribe လုပ်ပြီးအားပေးပါအောင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်